ဒီဝယ်ပွဲကြီးဆိုတာဗျာအမှန်တကယ်စလီယူဘာမှမဟုတ်ကျွန်တော်တို့တွေကဒီဓာတ်ပုံလေးနဲ့ပြုံးပြုံးလေးအရိုက်ခံပြီးတော့လေဖန်စုတယ်သူတွေရဲ့မှာကွန်မန့်ကောင်းတာလေးတွေချူတယ်တကယ်အသက်ပေးနေတာကြတော့ဒီဘက်ကသူရဲကောင်းတွေဖြစ်ပါတယ်ဗျာဒီနေ့ကျွန်တော်တို့ဝယ်ပွဲကြီးနဲ့သမင်းရှင်များကကေဇေရေးအဖွဲ့18ဖွဲ့ကိုသိန်း2100ယူခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ကေဇေရေးအဖွဲ့တွေအကုန်လုံးခေါ်တယ်အချိန်မှဆုံးဘာလို့အဲ့လဲကျွန်တော်မသိဝယ်ပေးမယ်ပြောပါပဲလိုက်ဒီတာမျိုးဝယ်ပြီးတော့တယောက်တည်းထိထိမလားဒါမှမဟုတ်ကေသေးဘွက်တိုင်းမရှိမဖြစ်လို့တာဗာလဲမေးပါတယ်အဲ့တော့အဖွဲရဲ့အားလုံးဆုံးဖြတ်ချက်အရာကျွန်တော်တို့ hydraulic cutter တွေကိုကျွန်တော်တို့ရှစ်ဘွက်တီတီကိုဝယ်ပေးခဲ့ပါတယ်ရှစ်ဘွက်တီတီက300နဲ့ hydraulic cutter တွေဝယ်ပေးခဲ့တယ်ခနဲ့ဘွက်တွေတော့350စီဒူရာသုံးဖို့ကျွန်တော်ပြုပေးခဲ့ပါတယ်အဓိကပြောချင်တာကဗျာကျွန်တော်တို့ဒီဝယ်ပွဲကြီးဆိုတာကဗျာအမှန်တကယ်စလီယူဘာမှမဟုတ်ကျွန်တော်တို့တွေကဒီဓာတ်ပုံလေးနဲ့ပြုံးပြုံးလေးအရိုက်ခံပြီးတော့လေဖန်စုတယ်သူတွေရဲ့မှာကွန်မန့်ကောင်းတာလေးတွေချူတယ်တကယ်အသက်ပေးနေတာကြတော့ဒီဘက်ကသူရဲကောင်းတွေဖြစ်ပါတယ်ဗျာတို့တို့ကမှ private သူရဲကောင်းတွေမှာကဲသေးမှဒီလုံးဝပြိုကျနိုင်တဲ့တိုက်ထဲမှာတို့အသက်ဆုံးပြီးလုပ်နေကြတာအဲ့တော့ဒီလိုအကိုတွေဒီလိုဒီအဖွဲ့အစည်းတွေကိုဝိုင်းပြီးတော့စုပေါင်းလူနယ်ပေးကြဖို့လေနိဗ္ဗာန်စော်ပါပဲကျွန်တော်တို့သူတို့နဲ့ရှင်လိုက်တို့အသက်တွေဘွားတွေပေးတာတို့ကမျက်နှာပြုံးပြုံးလေးတွေဓာတ်ပုံတွေရိုက်မယ်ဒါပဲလုပ်တဲ့လူတွေတကယ်ကွာပါတယ်ဝိုင်းပြီးတော့စုပေါင်းလူနယ်ပေးကြပါကဲသေးအဖွဲ့တွေတို့ချက်တွေအများကြီးရှိပါတယ်ဒါဆိုကိုညီငနာလည်း safety shoe တွေထူတယ်သူတောင်းကလည်းအဲ့တော့လက်သက်တော်မှုတယ်ကျွန်တော်ကလည်းအခုဒါမျိုးလူငယ်ရတဲ့တကယ်ဝမ်းသာပါပဲဘလို့သူတမ်းပေးတဲ့ကိုယ်ကျွန်တော်တို့ကဖြစ်နေတယ်အော်လို့ကိုကိုတိုင်းကဒီထဲမှာဝင်ပြီးတော့မှလုံးကြကြီးမှာလောက်တက်ခဲ့မှလို့သိတယ်အသက်နဲ့ဘယ်လိုများလဲဆိုအဲ့တော့ကိုပြောတာဟုတ်လူတွေအဲ့လောက်လေးပြီးတော့ public တွေမပြောနဲ့ကျွန်တော်တို့ဗာလဲနတ်သားတွေတို့ဗာလဲအတက်တန်းသားတွေတို့သူတို့ကမှကျွန်တော်တို့တွေနဲ့သူနဲ့ရှင်းလိုက်ရင်ကျွန်တော်တို့ကဟိုးအောင်ဆုံးမှအဲ့နားလေပေးပါဗျာတကယ်ပြောတာတော့အဲ့တော့ကိုရတဲ့စလိယူဘက်ကလည်းသဘာဝတန်တဲ့လူတွေသဘာဝကြီးတဲ့လူတွေသဘာဝဟောပဲအပြစ်ပြီးတော့ဟုတ်တယ်လေတော့မှညီတို့အသက်နဲ့ရှင်းလာတာကိုကအာဝိုင်းကြီးလေဒီတိုင်းတယ်ပါတယ်